ထာဝရဘုရားပြောပြတော်မူသည့်အတိုင်းတော်ရင်တို့သည်ထိုအမှုရာကိုကြည်ကြောက်ကုန်ဟံတော်ရင်တို့သည်အလျင်အမြန်တော်၍မာရိနှင့်ယောသပ်ကို၎င်းနော့စ်ခွတ်၌တိတ်ထားလျက်ရှိသောသူငယ်ကို၎င်းတွေ့ကြ၏တွေ့ပြီးမှမိမိတို့ချာသောထိုသူ၏အကြောင်းစကားကိုအနှံ့အပြားပြောကြ၏တော်ရင်တို့ပြောသမျှသောစကားကိုကြားသောသူရှိသမျှသည်အံ့ဩခြင်းရှိကြ၏မာရိသည်ထိုအကြောင်းအရာမျိုးစုံတို့ကိုမှတ်ကြောင်း၍စဉ်းစားဆင်ခြင်၍နေလေ၏တော်ရင်တို့သည်လည်းမိမိတို့ပြောနှင့်သည့်အတိုင်းကြားသမျှသောအကြောင်းအရာကိုထား၍ဘုရားသခင်ကိုချီးမွမ်းလျက်ပြန်သွားကြ၏